တဲ့9နှစ်လောက်ကကျွန်တော်တငယ်ချင်းဖိုးတောင်ဆိုတာရှိတယ်ဗျသူကရွာမှာဖဲဝိုင်းရှိရင်မရရအောင်ထွားတတ်တယ်လူတညမှာတော့ဘေးရွာကဖဲဝိုင်းမှာနိုင်လာလို့စိတ်ကြွပြီးအပြန်နှောက်ကျသွားတယ်အချင်းကညာနှနာရီခွဲလောက်ရှိပြီလမ်းကလည်းရွာချင်းဆက်တော်လန်းဆိုတော့ဟိုဘက်ဒီဘက်မှာထနှောင်းပင်ကြီးတွေနဲ့အုပ်ဆိုင်နေတာပေါ့ဖိုးတောင်လမ်းလျှောက်လာရင်လမ်းဘေးကသူ့တန်ဟောင်းတိုင်းရောက်တော့ရုတ်တရက်မိုးကတီးကြီးမီကြီးရွာချလိုက်တယ်မိုးမိုးစရာကလည်းမရှိတော့သူ့တန်ရှန်စီယိုနဲ့ကက်လျက်မှာရှိတဲ့ဇရက်ပြက်ကြီးတစ်ခုတည်းကိုပြေးဝင်လိုက်ရတယ်ဇရက်ကလည်းဟောင်းလွန်းလို့အမိုးတွေကပေါက်ကဲနေပြီးမှောင်ပိန်းနေရပဲအထဲမှာတော့တယောက်ယောက်ကမီးဖို့ဘေးမှာထိုင်နေတာကိုမီးခိုးငွေ့လူကြားကနေဝေဝေဝါဝါမြင်လိုက်ရတယ်အဖို့ကျွန်တော်မိုးခဏဝင်ခိုးပါရစေလို့ဖိုးတောင်ကလှမ်းပြောလိုက်တယ်အဲ့ဒီလူကြီးကခေါင်းငိမ့်ပြပြီးလာပါမောင်ရင်မီးလာလုံုံလေလို့တုံတုံရင်းရင်းအတန်းကြီးနဲ့ပြန်ပြောတယ်ဖိုးတောင်လည်းအေးနဲ့မီးပေါ်နာသွားထိုင်ပြီးမီးလုံနေတော့အဲ့ဒီလူကြီးကိုတေချာကြည့်လိုက်မိတယ်လူကြီးကပစိုးအနီကွက်ကြီးဝတ်ထားပြီးခေါင်းမှာလည်းခေါင်းပေါင်းအနီကြီးပတ်ထားတယ်ခဏနေတော့အဲ့ဒီလူကြီးကမောင်ရင်တခုခုစားမလားလို့မေးပြီးမီးပေါ်ထဲကနေကင်ထားတဲ့အသားတုံးကြီးတစ်ခုကိုလှမ်းပေးတယ်ဖိုးတောင်ကဘိုက်ဆာဆာနဲ့လှမ်းယူလိုက်ပေမဲ့လက်ထဲရောက်လာတဲ့အသားတုံးကအေးဆက်နေပြီးအသားကညီစောနန်းနေတာကိုတတိထားနေသွားတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေလျှက်စီးတစ်ချက်လက်သွားတဲ့အလင်းရောက်အောင်မှာဖိုးတောင်မြင်လိုက်ရတာကအဲ့ဒီလူကြီးကမ်းပေးလိုက်တာအသားတုံးမဟုတ်ပဲပုတ်ကွနေတဲ့လူလက်တစ်ဖက်ပြားဖိုးတောင်မျက်လုံးပြူးသွားပြီးအဲ့ဒီလူကြီးရဲ့မျက်နှာကိုမောက်ကြည့်လိုက်တဲ့အခါလူကြီးရဲ့မျက်လုံးတွေကမရှိတော့ပဲလျှောက်ကြီးကရင်ဘတ်ချီထွက်ကြနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီတရေကြီးကမောင်ရင်ကလည်းစားပါမမွှေးဘူးလားလူပြောပြီးဖြည်းဖြည်းချင်းထားလာတယ်ဖိုးတောင်လည်းဖဲနိုင်ထားတဲ့ပိုက်ဆံတွေကိုတောင်တတိမရတော့ပဲမိုးလေးလေးလေးကိုပြေးထွက်ခဲ့တာအိမ်ရောက်တဲ့အထိနောက်တောင်လှည့်မကြည့်ရတော့ဘူးမနှက်ကြတော့ရွာကလူကြီးတွေကိုပြောမှသိရတာကအဲ့ဒီဇရက်ပြက်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအသားစိမ်းငါးစိမ်းစားတတ်တဲ့စုံးကဝေတယောက်တည်ဆုံးခဲ့တဲ့နေရတဲ့အဲ့ဒီနေ့ကစပြီးဖိုးတောင်လဲညဘက်ဒီဆိုဖဲရိုက်မထွက်ရတော့တာအခုထိပါပဲ